Okay ဒါကြီးမှဖွင့်လိုက်ဒီမှာဖွင့်ပြီးတော့ဒီမှာ new page ကိုခေါ်လိုက် new page ကနေပြီးတော့ image တစ်ခုခုကိုရှုလိုက် something solution ဒါ side ပုံအကြီးတာချဲတာကြတော့ keyboard က minus နဲ့ plus နဲ့တော့ကာစာနေရာကိုစင်တာထားပြီးတော့ကြီးပေးတယ်ချုံနေတယ်အဲ့လိုမှမဟုတ်ရင်ဇက်ကိုနှိပ်ပြီးတော့လိုချင်တဲ့နေရာလေး copy ဆွဲလို့ရတယ်အခုက setting ပတ်အကြောင်းပြောပြမယ်setting pad နော် setting pad ကဒါကြတော့ down point နေဆိုလို့ရှိရင် left click ကိုတောင်းမယ် right left right left right left အဲ့ဒါမှဆိုလို့ရှိရင်ဒီနှစ်ခုဆက်သွားပြီဆိုလို့ရှိရင်သူက O နဲ့ဆက်ပေးရတယ်ဒီ object shape ရဲ့အစွန်းနှစ်ဖက်ကို O နဲ့ဆက်တယ်ဒီကြရင် enter တစ်ချက်ခောက်ပေးရတယ်ဒီကြရင် start point end point နေရာချပေးရတယ်ဒီကြလို့ရှိရင်ခြိသွားဖို့အတွက် angle line ပြီးလေးလိုက်ထည့်ပေးရတယ်enter တစ်ချက်ခောက်ဒီကြတော့ဒီဆွဲနေတော့ဒီချီကိုမပေါ်တင်လို့ရှိရင် x ကိုနှိပ်ရတယ်ဒီမှာ show stitcher x left right click left click left clickနှစ်ခုဆက်မယ်ဆိုရင် O နဲ့ပြီးကြရင် enter တစ်ချက်ခေါက် start point end point ပြီးangle line ပြီးလေးတွေပြီးကြလို့ရှင်လက်ချက်ခေါက်show stitcher ကိုလည်းas ကကြတော့ selection tool select ကို as နဲ့ပြလို့ဒါကြတော့ setting padပြီးကြရင်ဖျားလို့ဆက်မယ်ဆိုရင် O enter ချက် start point end point ကိုကိုယ်တိုင်လိုက်မပေးချင်လို့ရှိရင် enter နှစ်ချက်ခေါက်လိုက်လို့ရတယ် angle line ပြီးလိုက်ရတော့မဖြစ်မနေပေးရတယ်ရှင်ဒါ under လေးကိုဝင်ရ under လေးက property select ပြီးတော့ right click property under လေးတွေက contour အောက်က line လေးပြောင်းသွားကြလို့ရှင်ခုနပူကွန်ကကြတော့ဒီ line ဆွဲလိုက်တဲ့နေရာကအပေါ်မှာကြံမဲ့ချီအောက်ထဲကိုနှိပ်ဝင်မဲ့ချီရကြတော့ book composition လို့ခေါ်တယ်အားကြောင့် absolute ပေးထားရင်ပုံမှန်ကတော့ဒီလိုမျိုးပဲဆက်နေမှာဒါပေမဲ့တကယ်တမ်းထုတ်လိုက်တဲ့အခါကျလို့ရှိရင်ကိုဆွဲထားတဲ့ line တွေပေါ်မှာပဲချီရကြံခဲ့မှာ book composition ပေးတာleft right left
နှိပ်ပြီးဆက်မယ် enter start point end point ပြီးလိုက် enter ဒါလေးရ left right 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 left အားလုံးနှစ်ခုဆက်မယ်ဆိုရင် O နဲ့ enter တစ်ချက် start point end point အတွက် enter နှစ်ချက်ပြီးလိုက်ပြင်မယ် enter တစ်ချက်နှစ်ချက်ender လေးဆိုတာကအကယ်၍နောက်ခံပုံအောင်ဖြောက်ချင်လို့ရှိရင်အာယုံနှိပ်လိုက်မှာခြေအောက်မှာ line လေးတွေပါနေအဲ့ဒါ ender လေးလို့ခေါ်တယ်အဲ့ဒါလေးဖြောက်ချင်တယ်ဆိုလို့ရှိရင် right click property တွေက ender လေး apply okay ဒီပြပါနော်ရရင်ကာလာချိန်ရင်လို့ရှိရင် select ပေးပြီးတော့ခြိုက်တဲ့ကာလာရွေးလိုက်ဒီက composition ကတော့ထည့်ပေးရတယ် absolute လောက်ဖြစ်ပေါ်ထည့်ပေးတာနော်ပုံပြန်ဖော်ခြင်းလို့ရှိရင်အာရုံပြန်နေဒီနည်းလေးလည်းစတင်ပါ left right left right left O enter ပြီးလိုက်ပုံမှန်ဆိုလို့ရှိရင်ပြီးလိုက်ရအငယ်ပြီးရမှာပေါ့ဘူးပေါ်တင်လို့ရှိရင် control B နဲ့ပြီးကြရင် sorry ဟုတ်တယ် control B ကိုနဲ့နှိပ်ပေးလိုက်လို့ရှိရင်နှိပ်ပြီးသွားရင်ပြီးလိုက်ပြင်နေတယ်ဆိုရင် D ကိုနဲ့နှိပ်ပြီးသွားရင်ဒီမှာလည်းနေနေခြေလေး line လေးညီအောင်လိုက်ပြီးတော့ပေးလိုက်ပြီးကြလို့ရှိရင်ခုနကပြီးလိုက်အငယ်ပြီးလိုက်နေပြီးတော့ပြီးလိုက်တိုင်းမှာဝါလေးတစ်ခုပါလာတာ virtual slide လို့ခေါ်တယ် virtual slide ကကြတော့ဒီလိုနေရာမှာဒါဆိုခုနဒီမှာခြေရရှုံးတယ်နော်ခြေရရှုံးနေတာ virtual slide ထည့်လိုက်တော့သူကဒါ object တစ်ခုထဲမှာပဲခြေကိုနှစ်နေရာခွဲပေးတာဒီဥစ္စာနဲ့ virtual slide နဲ့တန်းလေးကိုခြေတစ်ခုပေးလိုက် okay နော်ဒီကလို့ဆိုလို့ရှိရင်နားလေကဲဒီမှာက line နဲ့မညီဘူးပုံစံနဲ့မညီဘူးဆိုလို့ရှိရင် shift ပြီးကိုနှိပ်လိုက်ဒီဥစ္စာလေး show dot ဆိုတာပါ shift ပြီးကိုနှိပ်ပြီးဒီမှာအဆက်ကလေးတွေ နောက်ပိုင်းလေးတွေပေါ်လာလိုက်မှာအဲ့ဒါဆို and ကိုနှိပ်ဒီမှာ further select and ပေါ်လာပြီဆိုလို့ရှိရင်ဒီ point လေးကိုပြင်လို့ရပြီshow dot on ထားလို့အမဲဆက်ကလေးတွေပေါ်နေတာပျောက်ချင်လို့ရှိရင် shift ပြီးကိုနှိပ်မနှိပ်ချင်လို့ရှိရင်ဒါလေးကိုသွားနှိပ်လိုက်
chấm mà để sát đánh bạn ồ ok nè ok treo đây ta sát đánh bạn này rồi là cha lôi chỉ spacing welcome spacing ခေါ်တယ်ဒါကြီးမှ density ခေါ်တယ်ဒါကသူ့ရဲ့ default density ဒီဆက်စဆိုတဲ့နေရာ default density point welcome ဆိုရင်တော့ 0.4 ပေါ့ဒါကြီးမှကျတော့ဒီဥစ္စာနဲ့ပြတယ် value point နဲ့မပြဘူးခဏနဲ့ပြတယ်အဲ့ဒီဥစ္စာပေါ်မှာဒီက density 4เนาะ4ဆိုလို့ရှိရင်ဒီမှာ 0.5 ထည့်လိုက်လို့ရှိရင်ဒီ object ရဲ့ density က 4.5 ဖြစ်သွားတယ်အကယ်၍1ထည့်မယ်ဆိုလို့ရှိရင်5ဖြစ်သွားမယ်2ထည့်မယ်ဆိုလို့ရှိရင်6ဖြစ်သွားမယ်ဒီက value ကိုဒီမှာထပ်ပေါင်းပြီးတော့ကြည့်ရတယ်ဒါကြတော့စာတဲ့အကယ်၍ object ကဒါသေးတယ် object ကကြီးလာခဲ့မယ်ဆိုလို့ရှိရင် object ကြီးလာခဲ့မယ်ဆိုလို့ရှိရင်ဒီမှာ split ဆိုတာရှိတယ် general split quality control type က runner split ဒါဆိုလို့ရှိရင် object အရင်ကြီးသွားလို့အကယ်၍ သူ normal အတိုင်းပဲဆွဲမယ်ဆိုလို့ရှိရင်ဒီနားလေးကချီမပါတာချီ lunch အရှိအေးတွေဖြစ်နေမှာဒါကြီးမှ quality control ကပုံပေါ်အမှုတည်ပြီးတော့ကိုယ့်အနေကို manual လိုက်ထည့်ပေးရတယ်ဘယ်ကောမှလို့မဟုတ်ဒါကြတော့ middle split ဒါကြတော့ runner split ဒါကြတော့ percentage split ဒါကြတော့ absolute split အများဆုံးသုံးတာတော့ runner နဲ့ middle နဲ့သုံးတာများတယ်ဒါဆိုရင်သူ့ရဲ့ density က 0.6 ရှိတယ် welcome ဆိုရင်ဒါ6ရှိတယ် welcome ဆိုလို့ရှိရင်တော့ 0.6 space နဲ့ပြီးကြလို့ရှိရင် composition ခုနကတော့ပြောခဲ့တယ်ချီအထဲဝင်ဖို့လေးကိုပေးရတယ်ဆိုတာဒီမှာကျတော့ composition ဒါကြီးမှပါတဲ့ composition ကကျတော့တစ်ဖက်ချင်းစီပေးလို့ရတယ်တစ်ဖက်ပဲကိုလိုချင်တဲ့တစ်ဖက်ပဲပေးလို့ရတယ်ဒါမှမဟုတ်နှစ်ဖက်စလုံးပေးလို့ရတယ်absolute ကိုကဒီမှာ 0.4 ပေးထားတယ်အဲ့မှာကိုကြိုက်တဲ့ဥမာအရန်ဆွဲလို့ဟာနေရဆိုလို့ရှိရင် 0.4 တော့ပါလို့ပေးလို့ရတယ်အဲ့ဆိုလို့ရှိရင်ဒီဘေးနားကထွက်တဲ့အောက်ထပ်ဝင်မဲ့ခြေလေးကနည်းနည်းလေးပိုပြီးကျဲသွားမှာခြေသွားမှာဒါကြတော့ smart join ဒီမှာရှိတဲ့ star point arm point တွေကသူ့ဟာနဲ့သူ auto ရွှေ့ပေးသွားမှာနီးစက်ရဒါဆိုလို့ရှိရင်ဒီမှာဒါတစ်ခါပဲဖြတ်တော့မယ်ခုနကတော့ဒါဖြတ်လာတယ်ဒီမှာချက်ဒီမှာတစ်ချက်
1000ရာဒီမှာတစ်ခါပဲဖြစ်တော့ဒီမှာဒီဇိုင်းရပါတီမဟုတ်sequence view အကယ်မတွေးကြလို့ရှိလို့ရှင်ဒီတွေက view တွေကသူ့ဘာ document window ထဲမှာ sequence view ဆိုတာရှိတယ်သူရဲ့ shortcut က shift ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် sequence စီမံဆိုလို့ရှိရင် welcome တွေကအတိုင်းပဲအောက်မှာရောက်ချင်တာဒါမှမဟုတ်စတင်တဲ့ဟာကိုအရင်ဆုံး cut paste control x control v control x control v control x control v ဒီကလို့ရှိရင်ခုနကလိုမျိုးပဲ auto တွေကနေပြီးတော့ smart join လုပ်လိုက် okay ဒါဆိုဒီနားမှာပဲဆုံးရမယ်